မိဘကိုတတိယကြောင်းနေကောင်းလားအဆအဆအရာရာပေါ့ဖုံးဆက်ကြလားတနေ့တစ်ခါမဟုတ်ရင်တော့တစ်ပတ်ကိုတစ်ချိန်တော့ဆက်ကြနော်မိဘဆိုတာသားသမီးတွေထောက်ပံ့မှာမဟုတ်ပါဘူးအဝေးကသားသမီးအတန်ကိုအမြဲကြားချင်ကြတာပါမိဘစီလမ်းကြုံလိုပဲဖြစ်ဖြစ်အပြင်ကပြန်လာရင်ပဲဖြစ်ဖြစ်စားစရာလေးတစ်ခုခုဝယ်ခဲ့တယ်ဆိုရင်ပဲပီတိဖြစ်ကြသူတွေပါအနီးကသားသမီးဘလောက်ကောင်းကောင်းအဝေးကိုပဲမျှော်တတ်သူတွေပါသားသမီးနဲ့စကားမပြောရပေမဲ့လည်းဖះကြော်ရင်ဆူတောင်းရတာကအမောအဆအဆအရာရာအဆင်ပြေကြဖို့ပါမိဘစီကိုငါမပေးနိုင်လို့မချောက်ပတ်နိုင်လို့ဆိုပြီးဝေးမသွားကြပါနဲ့မိဘတွေနဲ့မကြာခဏစုံပေးပါမိဘတွေကအသက်ကြီးလာတာနဲ့အမျှအနားမှာသားသမီးတွေကိုပိုတွေ့ချင်မြင်ကျင်ကြသူတွေပါအရန်မှာကြောတတ်တဲ့အိမ်အောင်ဦးစီးအဖေကတော့သူ့အတွက်ဆိုပြီးမုံလေးကအစပါလာရင်တော့ကြွားမစုံတော့ဘူးမိဘကိုချစ်တယ်ဆိုရင်မကြာခဏဆက်သွယ်ပေးလိုက်ကြပါအရင်တုန်းကဝေးကွာနေတဲ့သူတွေမိဘကိုတွေ့ဖို့ရာကားဖြစ်ဖြစ်ယထာဖြစ်ဖြစ်စီးပြီးလာကြရတယ်ဖုန်းဆိုတာမရှိသေးဘူးလူတိုင်းမကင်နိုင်ကြဘူးလေအခုတော့နည်းပညာတိုးတက်နေတော့ဖုန်းနဲ့ဆက်သွယ်ပါမိဘကိုဆက်သွယ်ဖို့အတွက်အချိန်အားပေးပါမိနစ်ပိုင်းလောက်ဖြစ်ဖြစ်ပေါ့မိဘကိုအရင်ဝအောင်ကြွေးပါလိုင်းပေါ်မှာပါလူခဲ့တဲ့ကအစပုံရိုက်ပြီးမိဘကြတော့မခေါ်လို့စကားမပြောလို့ဆိုပြီးဥပ္ပခါမထားကြနဲ့နော်မိဘပြီးမှလှူပါကြံနာတွေလှုပ်ပါကိုယ့်ရဲ့ဘဝမှာအပူအပင်ကင်းအောင်မမမမရက်ပေးခဲ့တဲ့သူတွေကိုဘယ်တော့မှမပြစ်မှားကြပါနဲ့မိဘတွေလှုပ်ကြွေးကြတော့ကကိုတွေကကြီးများကြတယ်အပူပင်မရှိစားတော့ခဲ့ကြတယ်ကို့လှဲကြရင်မိဘတွေကိုမကြွေးနိုင်ရင်တော့မပုံကန်ကြပါနဲ့သားသမီးစီကအောက်ကျပြီးမှစားရမယ်မိဘတွေဖြစ်အောင်မလုပ်ကြပါနဲ့မိဘတွေစီကပိုင်ဆိုင်မှုရသည်ဖြစ်စေမရသည်ဖြစ်စေမမှတ်မောပါနဲ့မိဘကိုပြန်ကြည့်တဲ့အချိန်မှာတကယ်စိတ်ရင်အဖြစ်နဲ့သာကြည်ပါပြုစုပါမိဘတွေအတွက်အလှကြီးကြီးမားမားမလုပ်ပေးနိုင်ရင်တော့ကိုစွန့်ချက်တဲ့အခါတိုင်းဖះမှာကတ်ခိုင်းခြင်းက